2025ရဲ့ကမ္ဘာ့ချမ်းသာဆုံးနိုင်ငံလို့ပြောရင်ဘယ်နိုင်ငံဖြစ်မယ်လို့ထင်လဲဆိုတော့လူများထင်တယ်လို့အမေရိကန်လည်းမဟုတ်ဘူးဂျပန်လည်းမဟုတ်ဘူးတရုတ်လည်းမဟုတ်ဘူးဒါအပြင်ပတ်စံတွေကိုရေလို့သုံးနေပါရဲဆိုတော့ UAE ကနိုင်ငံတွေလည်းမဟုတ်ဘူးကွာဒါဆိုရင်ဘယ်နိုင်ငံဖြစ်မလဲ Luxembourg မြန်မာအတန်တော်နဲ့ဆိုရင်တော့ Luxembourg လို့ပြောလို့ရမယ်လို့ထင်တယ်ကွာနိုင်ငံကဘယ်လောက်ချမ်းသာလဲဆိုရင်တာမန်အခြေခံလူသားတယောက်ရဲ့ဝင်ငွေတောင်မှပဲအမေရိကန်ဒေါ်လာ9600လောက်ရှိရပါလေမြန်မာငွေနဲ့ဆိုရင်300ကနေ400ကျားဝင်တယ်ကွာဒါတောင်တာမန်အခြေခံလူသားတယောက်ရဲ့ဝင်ငွေပဲရှိသေးတယ်တလားဝင်ငွေပေါ့နောက်ပြီးဂျာမနီတို့ပြင်သစ်တို့ဘယ်လ်ဂျီယံတို့လိုမျိုးနိုင်ငံကြီးတွေကသူတွေကလည်းသူ့နိုင်ငံလာပြီးတော့အလုပ်လုပ်ရတဲ့ထီအောင်ချမ်းသာတယ်ကွာအရန်မိုက်တဲ့ချက်ကတော့ transportation system လို့ခေါ်တဲ့ဥဆောင်ဆက်သွယ်ရေးဥပမာတနေရာနဲ့တနေရာသွားဖို့ကွာကားစီးတာတို့ရထားစီးတာတို့ကလုံးဝ free ဘယ်နေရာဖြစ်ဖြစ်ကြိုက်တဲ့နေရာသွားလို့ရတယ်ပတ်စံလုံးဝပေးစရာမလိုဘူးနောက်တစ်နိုင်ငံလုံးကိုလည်း high speed wifi လွှတ်ထားပေးသေးတယ်ကွာဆိုတော့ internet smart ရလည်းမလိုဘူး wifi ကလည်းမကုန်ဘူးမီးလည်းမပြတ်ဘူးဘာလို့ကျွန်တော်တို့နိုင်ငံနဲ့အကုန်လုံးပြောင်းပြန်နေဖြစ်နေရလဲနောက်တာပါဆိုတော့မိကုံးဖြစ်လာတာကဘာလို့ဒီလောက်ချမ်းသာနေရလဲဘယ်ကနေပတ်စံနေရတယ်ရလဲဘယ်လုပ်တွေလုပ်လို့လဲပေါ့လေသိကြတာကသူက UAE ကနိုင်ငံတွေလိုမျိုးသဘောကပေးတယ်တန်းငွေတွေရှင်းနှံတွေတက်တော့လဲရပြီးတော့ချမ်းသာလာတာတော့မဟုတ်ဘူးကွာဆိုတော့နိုင်ငံရဲ့အဓိကငွေကိုတော့ finance and banking လို့ခေါ်တဲ့ငွေကြေးစီမံခန့်ခွဲမှုနဲ့ဘဏ်တွေရဲ့ယင်းနှိမ့်နှံမှုတွေကနေရတယ်ရှင်းအောင်ပြောပြရမယ်ဆိုရင်တော့နိုင်ငံတကာဘဏ်ကြီးတွေကသူနိုင်ငံလာပြီးတော့ယင်းနှိမ့်နှံမှုတွေလုပ်တယ်သူတို့ကအဲ့ရမှတဆင့်အခွန်တွေဝန်ဆောင်မှုတွေနောက်သူနိုင်ငံလူတွေကိုအလုပ်ပြန်ပေးနိုင်တယ်ဒီကနေပြီးတော့ပတ်စံတွေအများကြီးပြန်ရတယ်နိုင်ငံအတွက်ဆိုတော့ဘဏ်တွေပဲနေမဟုတ်ဘူးနိုင်ငံတကာကုမ္ပဏီကြီးတွေ luxury brand ကြီးတွေကပါလာပြီးတော့ယင်းနှိမ့်နှံမှုတွေလုပ်ကြတယ်ပေါ့လေဒီရက်လောက်တော့ဘဏ်မျိုးစားပေါင်း130လောက်လာပြီးယင်းနှိမ့်နှံတယ်လို့ပြောကြတယ်ပါဆိုတော့ဒါကနိုင်ငံတစ်ခုအနေနဲ့ကြည့်ရင်တော်တော်ကိုများတဲ့အရေးအတွက်ပမာဏပေါ့လေဒါကတော့နိုင်ငံရဲ့အဓိကဝင်ငွေရတဲ့အလုပ်တစ်ခုပေါ့လေဒါပေမဲ့ကမ္ဘာချမ်းသာဆုံးဖြစ်လာဖို့ကတော့ဒီချက်တစ်ခုရဲ့နဲ့ဖြစ်လာတော့မဟုတ်ဘူးเนาะ IT နဲ့ပတ်သက်တဲ့အလုပ်တွေဖြစ်တဲ့ software developer တို့ IT security တို့ cyber security တို့စတဲ့ high income ဝင်တဲ့အလုပ်တွေလည်းလုပ်တယ်အဆင့်များများရတဲ့အလုပ်တွေပေါ့လေဒါတွေမကသေးဘူးစက်မှုလက်မှုလုပ်ငန်းတွေလည်းအများကြီးလုပ်သေးတယ်ဥပမာ steel ထုတ်တဲ့ယုံတွေဓာတုဗေဒပစ္စည်းတွေထုတ်တဲ့ယုံတွေရာဘာနဲ့ပတ်သက်တဲ့ထုတ်ကုန်တွေထုတ်တဲ့ယုံတွေလည်းစက်ယုံတွေအများကြီးရှိတဲ့နိုင်ငံတွေမှာအရှင်းဆုံးပြောရရင်တော့ဝင်ငွေအကောင်းဆုံးဆိုတဲ့အလုပ်တွေကိုပဲလုပ်တယ်နိုင်ငံသားတွေကလည်း smart ဖြစ်တယ်အရန်တော်ကြတယ်ပေါ့လေဆိုတော့နိုင်ငံသေးသေးလေးနဲ့ဒီလောက်တွေအလုပ်တွေလုပ်နေမှာတော့ကမ္ဘာချမ်းသာဆုံးနိုင်ငံဖြစ်လာတာတော့ဘာမှမဆန်းတော့ဘူးလေအားကြစရာလည်းကောင်းပါတယ်ဆိုတော့ဒီလောက်ဆိုရင်တော့ဘာလို့သူချမ်းသာလဲဘာလို့ကမ္ဘာချမ်းသာဆုံးနိုင်ငံဖြစ်လဲဆိုတာတော့သိလောက်မှထင်ပါတယ်ကျွန်တော်ကတော့ English Tips and Tricks area မှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့ဗီဒီယိုတွေလည်းကျွန်တော်ရဲ့ TikTok account မှာတင်ပါတယ်စိတ်ဝင်စားရင်လာကြည့်လို့ရပါတယ်ဆိုတော့ဘိုင်ဘိုင်နောက်ဗီဒီယိုမှာပြန်တွေ့မယ် See you in the next video